လောက်ငတ်တာကိုတအားကကြနေတော့အဲ့ကောင်မေးလေဟမ်မေးလေဘုသားလေဒီမို့ထိုးလက်ခုပ်ပြီးပါလက်ခုပ်လို့ဟုတ်တယ်ခုနမကြီးကိုကျုပ်ပြောထားတယ်လက်ခုပ်မတီးလို့ကျုပ်ဖူးတာရှင်လို့ညမတီးဘူးတော့ကျုပ်မြင်တယ်နော်အမလေးငါရဒီမို့တကယ်ထိုးတော့ဟာကြောက်ဟေးမမလို့ရှိတော့မလွတ်လပ်ဘူးကနေဟာမင်းတို့တစ်ဖက်တက်ထုံမှာဖတ်အော်လေးပေါ်ပါဒီလေးပေါ်နေထုံနိုင်လို့ဒီဘက်ပြောင်းထုံမယ်နော်ဘယ်ပြောင်းမယ်ပေါ့ဟာကိုရတော့ဖဲနေဖဲချင်းထုံမှာဖဲနေနော်ကဲပါပဲစိတ်ဆင်းတယ်လာပြီဟာဟေးမထုံးလိုက်တယ်လို့ပဲနော်မတ်တိုက်ကြီးကိုကြာလာကြငါတော့အဲ့လောက်မရဘူးအဲ့တော့ပကံခေတလောမှာလမ်းပြစ်သမားလို့နာမည်ကြီးနေတဲ့ငါဟဲ့ကျန်စစ်သားဒီစင်ကျုံးမှာဖြစ်တယ်ကိုဝင်နဲ့ပြက်ကြမယ်ဘာလို့ရှိနေဒီပြောမယ်လားဆက်ပြောဘာလို့ရှိနေဘာပြောရမှာတော့မေ့သွားလို့နင်ဘာပြောလို့ပြောမသိဘူးလားကိုပြောတာကအဲ့တော့ပကံခေတ္တလောမှာနာမည်ကြီးနေတဲ့ကြံလမ်းပြသမားလို့နာမည်ကြီးတဲ့ကြံစစ်သားဆိုတော့ကျွန်တော်ပါပဲအဲ့တော့ပကံခေတ်နဲ့ပတ်သက်တဲ့အရာလေးတွေကျွန်တော်ပြောမယ်နော်ပကံခေတ်ဆိုတော့ပကံအကြောင်းလေးကိုကျွန်တော်အရင်ရှင်းပြနော်ဒါလောက်ကလေးကတော့လက်ဖက်ရည်ပကံဒါလောက်ကလေးကတော့အဲ့ဒါဟင်းရည်တိုက်တဲ့ပကံဈေးဘွက်တော့မဈေးအောင်ကိုကြာစိုးနဲ့ခရင်နဲ့ပါတာကထမင်းစားတဲ့ပကံဟာဟဲ့မင်းဘောက်ကြလားဟမ်ဘောက်တာဟုတ်ဗျာငါပကံရသဝင်ဇာလန်းခင်းတာလေပကံရသဝင်ဇာလန်းခင်းနေငါလည်းပါမယ်လေမင်းပကံရလူရှင်တော်ဒီစကုံမနေရောက်ရှိတာပကံရသဝင်ဇာလန်းခင်းမှာငါလည်းပါမှာမင်းပဲနေပါမှာဟောငါမနိဆန္ဒနေရငါပါမယ်လေဟောမနိဆန္ဒနဲ့မနိဆန္ဒနေရပါလို့ပြောင်းနေကွာဘာဖြစ်လို့ခင်ဗျာငါဘုံမနဲ့တွဲချင်လို့မလို့မင်းတွဲချင်ငါအဲ့ဇာလန်းခင်းတာဘုံမလေးနဲ့ငါနဲ့တွဲချင်လို့ဘုံမနဲ့မင်းနဲ့တွဲချင်အေးဟုတ်တယ်ဒါဆိုငါမပါဘူးပေါ့အော်မင်းကမပါနဲ့မင်းဟာမင်းလူရှင်တော်ရှင်ပါမှာပေါ့မင်းမဟုတ်ဒီလိုလို့ပါချင်ရင်အေးမနိဆန္ဒနေရလွဲမင်းကြိုက်တဲ့နေရာပါသိချာနော်မနိဆန္ဒနေရာနဲ့ကြိုက်တဲ့နေရာပါနော်ဟုတ်ကြိုက်တဲ့နေရာပါမင်းပြောစကားမင်းမှန်ထားနော်ဟုတ်ပြီဘုံမနဲ့မင်းတွဲချင်တာနော်ဟုတ်တယ်ရပြီအဲ့တော့ဖိုးလို့ဖေးလို့ခိတ်ကကြားဘူးမှာလားဟိုးအရင်တုန်းကဥဒ္ဒါပြည်နဲ့ပေါက်ကံပြည်မှာနှစ်ပြည်တောင်ဓာရီလန်ရီစစ်တွေဖြစ်တော့နော်ဥဒ္ဒါပြည်နဲ့ပေါက်ကံပြည်ဓာရီလန်ရီစစ်တွေဖြစ်တော့အဲ့ဒီမှာစစ်ပွဲကအတွင်းကနမကြီးကမင်းထွက်တဲ့စီးတဲ့ဗျာဘာဖြစ်တာဟဲ့တာတော်ကြီးဘာတော့ဟာငါမင်းပါလို့ရတဲ့နေရာပါဆိုလို့ငါအနွယ်ထားပြီးနေရငါပါတာဟုတ်ရမင်းအနွယ်ထားပြီးဖြစ်သွားပြန်ပြီအေးဟုတ်တယ်အနွယ်ထားဟဲ့မင်းဆန္ဒနဲ့တို့ချင်တာဘုံမနဲ့တို့ချင်တာလားတို့ချင်တွဲမှာအေးဒီတော့ဟိုဥဒ္ဒါဘကုန်းမှာစာကျွန်တော်များရောက်တယ်ဥဒ္ဒါဘကုန်းမှာစက်ကတပုံများကောင်းများနေပါသဖြင့်စက်ကဟောဂျွန်းတပုံအေးကျွန်းတပုံများတက်ကောင်းကြနေပါဖြင့်စစ်တီလေးလေးအကူကြီးပေးပါလေဒီတော့စစ်တီလေးလေးနဲ့ညီမြတဲ့ငါသားတော်ကြီးဖြစ်တော့ကျန်စတာငါထွေးငလုံးလည်းပဲညောင်းဦးပြီးတော့နေပြီဟိုဥဒ္ဒါဘကုန်းသွားပြီးစစ်အကူကြီးပေးရမယ်ဟဲ့ကျွန်တော်မျိုးတယောက်ထင်းနဲ့ဒါကြောင့်ပြောနေကြတယ်ယနေ့မှာအချက်ကနေကတော့အချက်တော့အမိုင်းတော့ကဲအဲ့တော့ဥဒ္ဒါဘကုန်းကိုစစ်ချီသွားမှာဖြစ်တဲ့အတွက်မတိတ်မဆောင်ဘေးမောင်းနေဗျာစစ်အောင်နိုင်ခဲ့ပြီမို့လားသားတော်ကြီးဟောဗျာမင်းမြုပ်မြင်းပေါ်ကိုမခွာသေးဘူးမြင်လားကျွန်းတပုံတွေထွက်ပြေးတိတ်ဆောင်သွားပြီမြင်လားဟောဗျာမြင်လားဟောတလန့်ကိုမလန့်သေးဘူးအောင်နိုင်ခဲ့ပြီလေရောက်ရှာမင်းနဲ့ဇလန့်နိုင်မမှန်သိပြီးသားမင်းငါဘာတော့ငါကြာစမြတ်ပါတော့ဟောငါမင်းရတယ်နော်ဥဒ္ဒါဘယင်လေဟောမင်းကဥဒ္ဒါဘယင်ဟုတ်တယ်ဟောအေးဥဒ္ဒါဘယင်ပြီးတော့ဟဲ့ငါသားတော်ကြီးဖေမင်းရဲ့ကျေးဇူးကြောင့်ဟိုချွန်းသုံးများထွေးတိတ်ချောင်သွားပြီဒီတော့ငါသမီးတို့လေးဖြစ်တဲ့မဏိဆန္ဒကလျာခင်းကိုလက်ဆောင်ပနာဖြစ်ဆက်သလိုက်မယ်ဟဲ့ဟာမဏိဆန္ဒလေးကိုအေးဟုတ်တယ်ကျွန်တော်မျိုးလက်ဆောင်ပနာဆက်တာဘုရားမထိုင်းနေနော်မဏိဆန္ဒနဲ့ဘုံမနဲ့ဖမ်းမှာဘုံမနဲ့ရအောင်ပါနော်ဘုံမနဲ့အေးဟုတ်တယ်နော်